哦，司机过不来个。车不？司机车不呢？司机过不来，这不也不要。好的，阿里司机车不？司机车不？哎，那不是。司机车不这个，都问那我想讲对。哎呀，都那我想那么地步，不过我当我的耶。都问那想嘛呀，呀？都问那想嘛，都那我想呀。都问那想，都问那想嘛，都那我想，你看我们家不怎么样子呢？အဲ့ဒါလို့ဖြစ်ပါလိမ့်မယ်ငါကြောက်တယ်ဘယ်သူကရေးသွားမှမသိဘူးသူ့ဝင်နာငရှမ်းဆိုအဲ့ဒါခင်ဗျဘာဖြစ်သူ့ဝင်နေရှမ်းနဲ့ဇတိဆယ်ဘောတဲ့သူ့ဝင်နေရှမ်းကဲအဲ့ဒါဘာဖြစ်သူ့ဝင်နေရှမ်းရဲ့အဖေနဲ့အမေကတကူကူးနဲ့ပါကူးဆိုကူကူလာနဲ့ပါကြီးကအမလေးဒီအသက်ရောရောက်မှတကူကူသိရမှာလားဟင်အမလေးတကူလာနဲ့ပါကြီးကတဲ့အမလေးဒီအသက်ကြီးတော့ကြီးမကြီးနဲ့တကူသိရမှာလားလေကျင်နေရခင်ဗျဒုကူလာနဲ့ပါကြီးကဒုကူလာနဲ့ပါကြီးကသူတို့နှစ်ယောက်ကဘာဖြစ်လို့မြို့မှာမနေပဲတောထဲသွားနေကြအိမ်လာကမပေးနိုင်လို့ဆက်ပါရေးဆောက်လို့ခင်ဗျသူတို့ပြင်းတဲ့မျိုးထဲမှာနေနိုင်မလားလူစောနန်းနဲ့များတယ်ကားသာနေမှာရှုပ်ချက်ခက်နေနားဘာလို့တောထဲသွားပြီးတော့တရားထိုင်တာပရိစိတ်တရားကျင့်သူတို့ပြင်းတဲ့တောထဲမှာလူရှင်းနေညာသွားပြီးတရားထိုင်တာအဲ့လိုမှကြတော့လူစောနန်းလို့လူတွေညာနဲ့ရှိမနေနိုင်ဘူးသူတို့ပြင်းတဲ့ဘယ်နေနိုင်မလဲခင်ဗျတွေ့ပါခင်ဗျဆောက်ဘူးဒါကြောင့်တောထဲသွားနေတာဟုတ်ရှင်းမကြိုက်ဘူးလားမလားတောထဲသွားနေတော့ဒါဖြစ်လို့မျက်စိကန်းတော့မျက်စိကန်းတာသူကတောင်မိုးလေးမှာထိုင်နေတရားထိုင်နေပရိစိတ်နဲ့ချိန်မှာမိုးကရွာတယ်သူတို့ထိုင်နေတောင်မိုးလေးအောက်မှာမိုးချင်းရှိအဲ့ဒီမိုးချင်းပေါ်တဲ့ပြီးတော့သူကထိုင်နေတာဒါပေမဲ့မိုးချင်းရှိမှသူတို့ကမသိဘူးအဲ့ဒီမိုးချင်းပေါ်ထိုင်နေပရိစိတ်မိုးကရွာတန်းကန်းကြီးတွေကစီးပြီးတော့မိုးချင်းတွေကိုသွားကြအဲ့ဒီမိုးချင်းနဲ့ကြာလိုက်ကြမိုးကနေအောက်ကဆောက်မှုတ်အောက်ကနေမှုတ်တာခါမျက်စိတွေကန်းကုန်မွေအောက်ကနေမှုတ်တာမျက်စိတွေကန်းကုန်မွေအောက်ကမှုတ်တယ်အဲ့ဒီနေရာကျွန်တော်မရှင်းတာမွေအောက်ကမှုတ်ပါတယ်လို့ပြောကမှာမျက်စိကန်းပါတယ်ဆိုမွေအောက်ကမှုတ်တော့ကန်းချင်းကန်းရင်ဖင်ဟရင်ကန်းဘာလို့မျက်စိအကျော်ကန်းဖင်ကန်းတော့မဲမိပဲနဲ့ဖေးသေးတာကြာပြီမို့လားအသိမှမရှိတာခင်ဗျာဖင်ကန်းနဲ့ရှိတာပောက်ကြဲကျဲလာရှိတယ်ဖင်ကန်းနဲ့ရှိတာခင်ဗျာမြေမှုတ်လိုက်တာမွေးမှုတ်တယ်ခါကုန်မျက်စိကိုကွဲကြီးတဲ့ကနေမှုတ်လိုက်မျက်စိကထားပါလို့လေကိုကခင်ဗျာစိတ်တူတာဗျာမသိမေးမတင်သေးဆိုတဲ့စကားလေးရှိသားပဲမသိလို့မေးတာပါဝိုက်ဒါမှမဟုတ်သူမျက်စိကန်းသွားတယ်မျက်စိကန်းနေသူနှစ်ယောက်ကဘာဖြစ်လို့လူမအိတ်ကြသူကမောင်ကြီးနှမကြီးချစ်တာကျောင်းကြောင့်သစ္စာရှိတယ်မောင်ကြီးနှမကြီးချစ်တယ်အတူတူအိတ်တောင်မှအလေကောင်ကနေပြီးပန်းပရီကုန်းချပြီးသူတို့ကအိတ်တာအဲ့သစ္စာရှိတယ်မောင်ကြီးနှမကြီးချစ်ကြတာဒီသူတို့ကပရီပန်းကုန်းချပြီးတော့အလေကောင်မှာပရီပန်းကုန်းချပြီးသူတို့ကအိတ်တာမောင်ကြီးနှမကြီးပရီပန်းကုန်းချအိတ်ပရီပန်းကုန်းချအိတ်ပြီးဘာဖြစ်လို့သူ့ဝင်နေချာမွေးလဲကြနဲ့ချာမိုးတာညနေဒုက္ခိတာပဲကြီးကိုလောက်ပြပြုစုဖို့ဆိုပြီးတော့တရားမင်းကသာသနာအတွန်းရှည်အောင်ဆိုပြီးတော့တရားမင်းကပါဠိကရဲ့ချက်တော်လက်တော်နဲ့ရေးလိုက်တာမှအဲ့ဒါသူ့နဲ့ချာမွေးတာပါဠိကရဲ့ချက်တော်လက်တော်နဲ့ရေးလိုက်တာသူ့နဲ့ချာမွေးရောပါဠိကရဲ့ချက်တော်တရားမင်းကလက်တော်နဲ့ရေးတော့ပါဠိကရားတယ်လို့မပြောဘူးအနားမှာမရှိလို့ကျွန်တော်မသိဘူးဗျာအနားမှာမရှိလို့ကျွန်တော်မသိဘူးအနားတတိကတော်နိုင်နေလို့ပဲခင်ဗျာဟုတ်ကျွန်တော်ရတယ်လို့ခင်ဗျာရတယ်ခင်ဗျာရမယ်ညာအောင်ပြီခင်ဗျာကျွန်တော်လူများရမလားကျွန်တော်အဝေးကရွယ်တယ်တော့မလေးညားတို့ကတော့ပြောမနေဘူးရတယ်ညားတို့ကတကယ်ရတတ်တာညားတို့လူများရမယ်သူများတော့ပြောသမှာနေမေများသူကဟိုမျိုးလိုပဲကြတယ်ခေါ်တာတဝက်နဲ့ဟောသူလူကမှဘာပြီးမလဲအဲ့တော့စိတ်မတူပါနဲ့တော့ဗျာဘာလို့မသိမေးမစင်သေးဆိုတဲ့စကားလေးခင်ဗျာမေးနိုင်လို့လေခင်ဗျာမိုးလင်းတော့မယ်ခင်ဗျာလုပ်ကုန်လေခင်ဗျာဟုတ်ပါဘူးခဏလေးမသိလို့မေးတာပါအဲ့ဒီ
ဆက်တော်လက်တော်နဲ့ရစ်တော့သူ့ဝန်နဲ့ရှံကိုမွေးတယ်နော်သူ့ဝန်နဲ့ရှံကသမင်ပေါင်း900နဲ့ရေသွားခတ်တာအဲ့ဒီရေတွေကဘာလို့ဖို့ တောက်ဖို့ဆေးဖို့တောက်ဖို့ဆေးဖို့လို့ပြောနေ သူ့အဖေဖို့မပါဘူးပေါ့နော် ဟုတ်ဗျာဘလို့လေမေးနေမှမသိပါဘူးဒုက္ခပဲဒီလူမျိုးကလည်းနှလုံးနဲ့ကမူးနေပြီဒုက္ခခင်ဗျာဘာတွေပြောနေလဲခင်ဗျာ ခင်ဗျာကျွန်တော်မေးတာရှင်းရှင်းလေးပဲသူ့ဝန်နဲ့ရှံသမင်ပေါင်း900နဲ့ရေသွားခတ်တယ် ရေသွားခတ်တယ်တမင်မောင်း900နဲ့ရေသွားခတ်တယ် အဲ့ဒီရေကဘာလို့ဖို့လဲ တောက်ဖို့ဆေးဖို့လို့ပြောပါဦးတောက်ဖို့ဆေးဖို့တောက်ဖို့ဆေးဖို့ပြောပါဦးလား သူ့အဖေဖို့မပါဘူးပေါ့နော် ခင်ဗျားလည်းကျွန်တော်လည်းကြွားကြနေပြီခင်ဗျားလည်းကျွန်တော်လည်းခင်ဗျာဘာမေးနေခင်ဗျာ ခင်ဗျာဘာပြောတာလဲဗျခင်ဗျာမ ခင်ဗျာမေးတာခင်ဗျာဘာမေးလဲလို့ခင်ဗျာကျွန်တော်မေး ဟမ်မင်းတဲ့ကိစ္စရှင်းရှင်းလေးသူ့ဝန်နဲ့ရှံရေသွားခတ်တာအဲ့ဒီရေကဘာလို့ဖို့လဲလို့အဲ့ဒါသိရင်လို့မေးတဲ့ဥစ္စာကိုခင်ဗျာ ဟတ်တလို့တောက်ဖို့ဟတ်တလို့ဆေးဖို့ဟတ်တလို့တောက်ဖို့ဟတ်တလို့ဆေးဖို့အဲ့ဒါတောက်ဖို့ဆေးဖို့ ကိုမောဟီအော်ဒါလာ ကိုဩဒါပဲ